တွေအပိုင်းပိုင်းပြက်ပြီးတော့သေရလိမ့်မယ်ဒါကြောင့်ငါလုံးဝမကြောက်ဘူးလို့ပြောတာအဲ့ဒါကတော့ဉာဏ်စွမ်းကိုထုတ်တာပေါ့သူ့ရဲ့ဉာဏ်ပညာကိုပဲတင်စားပြီးတော့ဝရဇိန်လက်နဲ့လို့သူကပြောလိုက်တာအဲ့ဒီမှာဘီလူကစောတော်တဲ့အခါမကြောက်တာကိုပဲလေးစားနေတာဒါဦးဇင်းတို့ကငယ်ငယ်တုန်းကကိုကသိကြောက်တတ်တဲ့လူဆိုတော့မကြောက်တဲ့လူကိုတွေ့ရင်အင်မတန်အားကြတယ်သိလားကြောက်ရတာအင်မတန်ဆင်းရဲတာကိုနော်ကြောက်ရတာအင်မတန်ဆင်းရဲတယ်နော်ဒါပေမဲ့လွယ်လွယ်နဲ့လည်းမကြောက်တဲ့သဘောကိုတော့မရနိုင်ဘူးထားပါတော့လေအဲ့ဒါလိုမကြောက်မရွံ့ဘုရားလောင်းကဒီလိုပြန်ပြောတော့မစားရဘူးအဲ့ဒီတော့မှဘုရားလောင်းကသူ့ကိုတရားဟောသေးတယ်မင်းငကိုယ်တုန်းကမကောင်းခဲ့လို့အခုမကောင်းတဲ့အကောင်ကြီးဖြစ်နေတာအခုဆက်မကောင်းရင်မင်းဆက်ပြီးတော့မကောင်းမှာပဲအဲ့ဒီမှာပဲတရားသဘောပေါက်ပြီးတော့ဘီလူဟာသူ့ရဲ့တပည့်ဖြစ်တယ်လို့ဆိုပါတယ်အဲ့တော့ဦးဇင်းတို့ပြောချင်တာကဝိရိယဆိုတာဝီရရဲရင်ချင်းဘာကိုရဲရင်တာလဲအလုတ်လို့ရမှာကိုမကြောက်ဘူးရကြောင်းအလုတ်ကိုလုံမှရမှာဒါကြောင့်လူငယ်တွေအကျိုးရလဒ်ကိုစိတ်ဝင်စားတာတဲ့အကြောင်းတရားအလုတ်ကိုစိတ်ဝင်စားဖို့အရေးကြီးတယ်ဟုတ်ရဲ့လားအကြောင်းတရားကိုစိတ်ဝင်စားပဲနဲ့အကျိုးတရားကိုပဲစိတ်ဝင်စားနေတယ်ဆိုရင်ဘယ်တော့မှရမှာမဟုတ်ဟုတ်လားတကယ်လို့အကြောင်းတရားနဲ့ပြည့်စုံအောင်လုပ်တယ်ဆိုရင်အကျိုးရလဒ်ကိုစိတ်ဝင်စားသည်ဖြစ်စေစိတ်မဝင်စားသည်ဖြစ်စေရတဲ့အကြောင်းပြည့်စုံရင်ရမှာပဲဟုတ်ရဲ့လားအေးရတဲ့အကြောင်းပြည့်စုံရင်ရမှာပဲလောကကြီးကအနတ္တလောကနော်ကောင်းတဲ့အကြောင်းတွေပြည့်စုံရင်ကောင်းသွားမှာပဲမကောင်းတဲ့အကြောင်းတွေပြည့်စုံရင်မကောင်းသွားမှာပဲဘယ်သူကမှကောင်းအောင်မကောင်းအောင်ဖန်ဆင်းနေတာမဟုတ်အကြောင်းတရားတွေကဖန်ဆင်းနေတာဒါကြောင့်လောကီချမ်းသာလောကုတ္တရာချမ်းသာကြီးပွားခြင်းတွေဖြင့်ကြီးပွားခြင်းကြတယ်ဆိုရင်လုံလဝိရိယမရှိလို့မဖြစ်ပါဘူးတဲ့အဲ့ဒါပထမရှိတဲ့အရေးအသွေးကြီးပွားချမ်းသာကြောင့်တရားနံပါတ်1ဒီတဲ့ခုနှစ်ပါးပြောရမှာဆိုတော့တပါးဒီလောက်ပဲအချိန်ပေးနိုင်တယ်ဟုတ်လားဥဒ္ဒါနဝတ္တောလုံလဝရိယနဲ့ပြည့်စုံပေထသောတတိမတော်တတိနဲ့လည်းပြည့်စုံပေထသောဟောကြီးပွားချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ဒုတိယရှိရမယ့်အရေးအသွေးကဘာတဲ့တော့တတိတဲ့တတိကိုဒေသပေါင်းသူတော်ကောင်းတို့ညမပညာရှိကြီးတွေကတော့စားနဲ့ဥပမာပေးတယ်ဟုတ်ရဲ့လားသူကလိုအပ်တယ်ဘယ်နေရာမှာမျိုးမဆိုလိုအပ်တယ်ဒါပေမဲ့ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာတော့တတိဟူသည်ပူသည်မရှိဒီလိုပြောတာတွေကြားဘူးတယ်မဟုတ်လားသူကြပါစို့ဦးဇင်းတို့ဘုံ၅ပါးဆိုတာရှိတယ်ဣန္ဒြေ၅ပါးဆိုတာရှိတယ်အဲ့ဒီဘုံ၅ပါးဣန္ဒြေ၅ပါးဆိုတာတွေကညီမျှမှအကျိုးရလဒ်ကိုလွယ်လွယ်လေးရတာဆိုကြပါစို့ပထမညီရမယ့်အတွဲကတတ္တာနဲ့ပညာညီရမယ်ယုံကြည်မှုနဲ့အသိဉာဏ်ပညာညီမျှရမယ်ယုံကြည်မှုကကဲပြီးတော့အသိဉာဏ်ပညာက